မင်္ဂလာပါ EK application မှာ flow control ကိုလုပ်ရမလဲဆိုတာပြပြပေးသွားပါမယ်နော်။ဒီရဲ့ project ထဲကိုဝင်ထားပေးပါ။အဆင့်နဲ့သူ့ kit ထဲကိုသွားပါ။အဆင့်3 wire အောက်က flow control ဆိုတာလေးကိုနှိပ်ပေးပါ။အဆင့်4 rule management ကိုနှိပ်ပါ။အဆင့်5 add rule ကိုနှိပ်ပါ။ rule name မှာနာမည်တစ်ခုခုပေးပေးပါ။အဆင့်5 user အကုန်လုံးအတွက်သတ်မှတ်လိုပါက overall နှိပ်ပါ IP address segment ရွေးပေးပါမိမိနဲ့သက်ရာ uplink rate downlink rate တွေကိုထည့်ပေးပါ interface များကိုရွေးပြီးရင် OK နှိပ်လိုက်ပါဒါဆိုရင်တော့ user အကုန်လုံးအတွက်ကန့်သက်တာအောင်မြင်သွားပါပြီuser တယောက်ချင်းအတွက်ကန့်သက်တာလေးလည်းလုပ်ပြသွားပါမယ် rule name ထည့်ပြီးရင် per IP ကိုရွေးပေးပါပြီးရင်မိမိကန့်သက်လိုတဲ့ user ရဲ့ IP address ကိုထည့်ပေးရပါမယ်မိမိနဲ့သက်ရာ uplink rate limit downlink rate limit တွေကိုထည့်ပေးပါ interface များကိုရွေးပြီး OK နှိပ်လိုက်ပါဒါဆိုရင်တော့ user တယောက်ချင်းအတွက်ကန့်သက်တာလည်းအောင်မြင်သွားပါပြီเนาะအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်